ရုပ်ရှင်တကားရဲ့အကောင်းဆုံးခိုင်အတဲ့ဆိုတာပုံတပုံဒီကနေဇလန်တပုတ်လုံးကိုဖြိုးပြနေတာမျိုးပါပဲဒီနေ့တော့လေကုသမင်းသားနဲ့ပပဝတီမင်းတို့တို့ရဲ့မင်္ဂလာပွဲဒီပုံရိပ်တပုံဒီရဲ့အနီတကိတ်ကိုကြီးကျယ်ခမ်းနားတဲ့ဇလန်တပုတ်ကိုဘလို့တိဆောက်ထားလဲဆိုတာကိုတက်စစ်စီခွဲပြီးလေ့လာကြည့်ကြရအောင်ဒီမြင်ကွင်းတစ်ခုလုံးရဲ့စီကုကဒီစကားစုလေးကနေစတင်ခဲ့တာပါဒါဟာဇဝင်ခန်းတစ်ခုလုံးရဲ့ခန်းစားမှုကိုဒီဆောက်ဖို့အတွက်အခြေခံအုံမြင့်တစ်ခုလိုပါပဲကဲဒီတော့ဒီစသားလေးတွေကနေပြီးတော့တကယ်ကိုကြီးကျယ်ခမ်းနားလဲမြင်ကွင်းကြီးတစ်ခုဘလို့ခဲ့လာလဲဆိုတာတလွားချင်းစီခွာကြည့်ကြမယ်ကဲအရင်ဆုံးပါကိုကြည့်မလဲဆိုတော့ဇဝင်ခန်းတစ်ခုရဲ့အခြေခံအခြေဆုံးရအောင်ပဲကြည့်ရအောင်ပန်းချစ်စီကိုကြောင့်အတွက်ဆိုရင်တော့ပေကားဖြူလိုမျိုးပါအဲ့ဒါကတော့နေရာနဲ့အချိန်ပါပဲဟုတ်တယ်ဒါကဇလန်တစ်ခုလုံးရဲ့မှုကိုဆုံးဖြတ်ပေးတော့မယ်ရပဲဒီဇဝင်ခန်းကဘယ်နေရာမှာဖြစ်ပြနေတာလဲထာမနီယာတစ်ခုတော့ဘယ်ဟုတ်မလဲဟုတ်တယ်ကြီးကျယ်ခညာရဲ့နန်းတော်ကြီးရဲ့ရင်းပင်းသွားမှာပါဒီနေရာကိုရွေးချယ်လိုက်တာနဲ့ကိုချိလိုက်တာနဲ့ကိုဒါဟာထာမန်ပွဲလန်းတဲ့ပဲမဟုတ်ဘူးတကယ်သမိုင်းမှာမတန်းတင်ရမယ့်အဖြစ်ဖြစ်ကြီးတစ်ခုဆိုတာကိုအလိုလိုသိစေလိုက်တာပဲနေရာတင်ခန်းနာတာမဟုတ်သေးဘူးအချိန်အခါကလည်းရှိသေးတယ်အဲ့ဒါကတော့နေဝင်ခါနီးအချိန်အလားဆုံးကောင်းကင်အောင်မှာပေါ့ရုပ်ရှင်သမားတွေအခေါ်ဆိုရင်တော့ Golden Hour ပေါ့ဗျာအလင်းအမောင်ကအသက်အဝင်းဆုံးအရာအလုံးကရွှေရောင်တန်းနေတဲ့အချိန်ဒီတော့မြင်းခွင်းတစ်ခုလုံးကနှွေထွေးထွားလဲပြီးတော့တန်တိုင်းစံနဲ့ခံစားမှုမျိုးပြီးတယ်ဒါကတိုက်ဆိုင်မှုတော့မဟုတ်ဘူးတေချာတွက်ချက်ထားတဲ့အမှုပညာတစ်ခုပဲကဲပိတ်ကားလဲရပြီဆေးရောင်နေလဲအသင့်ရှိပြီဆိုတော့အဲ့ဒီရဲ့ပုံမှာဘာတွေဆွဲမလဲဘာတွေဖြစ်ဆွဲမလဲကြည့်ရအောင်ဇဝင်ခန်းကိုတေကဲ့ကိုအသက်ဝင်သွားစီမယ်အသေးစိတ်အချက်လက်တွေလူအုပ်ကြီးစီကိုအာယုံစိုက်ကြည့်ကြမယ်ထောင်ပေါင်းများစွာဟုတ်တယ်ဒီမြင်ကွင်းထဲမှာရှိနေတဲ့လူအရေးအတွက်ကထောင်နဲ့ချီတယ်ဒီလောက်များတဲ့လူအုပ်ကြီးကဘာကိုပြောနေလဲဆိုတော့ဒါဟာတော်ဝင်မုံနံနေရောက်တဲ့ပွဲမဟုတ်တော့ဘူးတိုင်းပြည်တစ်ပြည်လုံးနိုင်ငံတစ်နိုင်ငံလုံးအတွက်အရေးပါတဲ့အခမ်းအနားကြီးတစ်ခုဖြစ်နေပြီဆိုတာကိုပြလိုက်တာပဲဒီလူအုပ်ကမြင်ကွင်းတစ်ခုလုံးရဲ့ scale ကိုအကြီးကြီးဖြစ်သွားစေတဲ့အဓိကအချက်ပဲပြီးတော့ကြည့်လိုက်အောင်အသေးစိတ်ကိုတက်ရောက်လာတဲ့လူတွေရဲ့ဝစ်စားစီရင်မှုတွေကစားရွှေတွေနဲ့မွမ်းမံချေတာထားတဲ့စင်တော်ကြီးတွေနောက်ခါမှရှိနေတဲ့နန်းတော်ရဲ့ဗိဓုကလျာတွေအရာအလုံးက ultra detail ဆိုတဲ့စကားလုံးနဲ့အတိအကျပဲဒီလိုအသေးစိတ်ကြလေလေကြည့်နေတဲ့သူကိုဇက်ဝင်ခန်းစဉ်ကိုဆွဲခေါ်သွားလေလေပဲကိုယ်တိုင်ရောက်နေတယ်လို့ခံစားရစေတယ်လေကဲအခုကျွန်တော်တို့ကင်မရာကို zoom ဆွဲလိုက်ကြရအောင်ဟိုးလူအုပ်ကြီးကိုကြော်ပြီးတော့ဒီခန်းသားရဲ့အသေးနှလုံးအလေးနဲ့စွန့်အခိုက်အတန့်စီကိုဖြည်းဖြည်းချင်းရွှေ့သွားကြည့်မယ်ဒါကတော့ဒီခန်းသားရဲ့ဝိညာဉ်လို့ပြောလို့ရရဲ့ဘာသာရေးထုံးတမ်းအပိုင်းပါပဲအဓိကကတော့ထိမ်းများခြင်းအခမ်းအနားပေါ့ဒါကြောင့်မို့လို့ဒီပွဲကရွှေတွေငွေတွေနဲ့ခန်းနားနေတာတက်တက်မဟုတ်တော့ပဲတကယ်ကိုနက်နက်ရှင်းရှင်းအသေးပေရှိတဲ့အခမ်းအနားတစ်ခုဖြစ်သွားတာရုပ်ခဏနှစ်ခုပေါင်းစည်းတာထက်များကြီးပို့တဲ့ဝိညာဉ်နှစ်ခုပေါင်းစည်းခြင်းကိုပြနေတာပေါ့ဒီအခမ်းအနားရဲ့အဆင့်တွေကိုတစ်ချက်ကြည့်လိုက်အောင်အရင်ဆုံးတော်ဝင်ပိုးရိုဟစ်တွေကဥဆောင်တယ်ပြီးတော့တန်ကတော့အရှင်သူမြတ်တီရဲ့မေတ္တာပို့သားတန်တွေကပတ်ဝန်းကျင်တစ်ခုလုံးကိုငြိမ်းချမ်းတည်ငြိမ်သွားစေတယ်အဲ့ဒီနောက်မှာကောင်းကြီးမင်္ဂလာတွေပေးရကြတာဒီလိုအဆင့်ဆင့်သွားတဲ့ပုံစံကဇဝင်ခန်းရဲ့အရှင်ကိုထိမ့်ပေးထားပြီးတော့ကြည်နေတဲ့သူတွေကိုစိတ်ခံစားမှုအမြင့်ဆုံးရအောင်ဖေးဖေးချင်းဆွဲခေါ်သွားတာပဲကဲအခုဆိုရင်အားလုံးအစိမ့်သိမ့်ဖက်ပြီးနေရအချိန်လူအုပ်ကြီးထုံးတမ်းအစီအစဉ်အရာအားလုံးကအချက်တစ်ခုတည်းကိုပဲညွှန်ပြနေပြီးဇဝင်ခန်းတစ်ခုလုံးရဲ့အရေးကြီးဆုံးနေရာအားလုံးရဲ့မျက်စိတွေကအဲ့နေရာမှာပဲစုနေပြီအဲ့ဒါကတော့ရွှေပလင်းတော်ပါပဲဟုတ်တယ်ဒါကတော်ဝင်အာနာရဲ့အမတ်တင်ကေတာဒီပေါင်းစည်းခြင်းရပဟိုချက်မှနေရပဲဇဝင်ခန်းတစ်ခုလုံးကိုထပ်ပုံတပုံလိုကြည့်လိုက်ရင်ဒီရွှေပလင်ကအရာအလုံးကိုဆွဲငင်ထားတဲ့ visual anchor လို့ဖြစ်နေတာနောက်ဆုံးတော့ကင်မရာကရွှေပလင်ဘောကအဓိကဇက်ကောင်ကြီးရှိရောက်သွားပြီးကုသမင်းသားနဲ့ပဖဝတီမင်းသမီးပဝင်းချိန်ကဘလောက်ပဲခန်းနာနေပါစေဒီဇလန်းရဲ့အသက်ကဒီဇဝင်ခန်းတစ်ခုလုံးဖြစ်လာရတဲ့အကြောင်းပြချက်ကသူတို့နှစ်ယောက်ပဲသူတို့ကဒီအခမ်းအနားရဲ့တစ်ခုလုံးရဲ့ emotional heartစိတ်ခံစားမှုရဲ့လလုံသားမဲပေါ့ကဲအခုဆိုရင်အစိတ်ပိုင်းရလုံးကိုတစ်ခုချင်းစီလေးလာပြီးထောက်ပြီနော်ဒီတော့ကင်မရာကို zoom out ပြန်လုပ်ပြီးတော့ဒီအဖိုင်စားလေးတွေအားလုံးပေါင်းပြီးဘလော့တောင်အားကောင်းပြီးမမေးတိုင်းစရာကောင်းတဲ့စက်ဝင်ခန်းကြီးတစ်ခုဖြစ်လာတယ်လေဆိုတာကိုခြုံငုံပြီးပြန်ကြည့်လိုက်ကြရအောင်ဒါကတော့ကြီးကျယ်တဲ့ဇဝင်ခန်းတစ်ခုရဲ့ formula လို့တော့ပြောလို့ရတယ်နေရာကမူကိုဖန်တီးပေးတယ်အတိုင်းအတာသို့မဟုတ် skill ကရေးပါမှုကိုပြတယ်ဘာသာရေးထုံးတမ်းကနည်းနည်းတဲ့အိပ်ပြကိုထည့်ပေးတယ်နောက်ဆုံးအဓိကအာယုံဆိုင်ရာကဇလန်းရဲ့နှလုံးသားကိုပေးတယ်ဒီအချက်တွေအားလုံးအချိုးကျကျပေါင်းစပ်မိသွားတဲ့အခါအဲ့ဒီမှာတင်တကယ်ကိုမေ့လို့မရနိုင်တဲ့မြင်ကွင်းတစ်ခုဖြစ်လာတော့တာပဲ
ကဲဒီအပိုင်းလေးရဲ့အဆုံးမှာတော့စဉ်းစားကြမေဟိုလီတစ်ခုနဲ့အဆုံးသက်ချင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာကြုံခဲ့ရတဲ့အမတ်တရအခိုက်အတန့်တွေဒါမှမဟုတ်ရင်သဘောကျခဲ့ရတဲ့ရုပ်ရှင်တွေအမှုပညာတွေမှာပေါ့အခုနကပြောခဲ့တဲ့နေရာအတိုင်းအတာအတိတ်ပဲပြီးတော့အဓိကအာယုံဆက်ရာဒီအချက်တွေကအဲ့ဒီအခိုက်အတန့်တွေကိုမမေ့နိုင်ကြဖြစ်အောင်ဘလို့များပေါင်းဆက်ဖန်တီးပေးခဲ့ကြပါလိမ့်